ကဲဗျာဒီတစ်ခါအင်္ဂါသားသမီးလေး2026တလပိုင်း1ရက်နေ့ကနေ9ရက်နေ့ဒီအင်္ဂါသားသမီးလေးတွေအတွက်အင်္ဂါသားသမီးလေးတွေအင်္ဂါသားသမီးတွေစီးပွားရေးကတော့ရန်တိုက်ခိုင်နေများပါတယ်နော်အင်္ဂါသားသမီးစီးပွားရေးတော့ရန်တိုက်ခိုင်နေများပါတယ်လို့ကဲအင်္ဂါသားသမီးလူမှုရေးကတော့ကိုယ်ပတ်ဝန်းကျင်ကကိုယ်ထိန်းချုပ်နေပါတယ်နော်ပတ်ဝန်းကျင်ကိုဂရုစိုက်နေပါတယ်အဲ့တော့ပတ်ဝန်းကျင်ဂရုစိုက်နေနေထိုင်မှသာအဆင်ပြေမှာပါနော်ပတ်ဝန်းကျင်ကိုယ်ထိန်းချုပ်ခြင်းတဲ့သဘောမျိုးမှရှိပါတယ်အဲ့တော့ကိုယ်အလိုက်ထိုင်လေးနေမှအဆင်ပြေမှာပါနော်လူမှုရေးကဲအင်္ဂါသားသမီးရဲ့အိမ်တော်ရေးလေးဆက်ကြည့်မယ်ကဲအိမ်တော်ရေးကတော့ညံ့နေတဲ့လူများအင်္ဂါသားသမီးအိမ်တော်ရေးညံ့နေတဲ့လူများဒီတစ်ပတ်အတော်လေးမှာတော့အိမ်တော်ရေးတွေပြန်လဲအဆင်ပြေချောမွေ့လာပါမယ်နော်အိမ်တော်ရေးတွေပြန်လဲကောင်းမွန်လာတာတုံးနဲ့တူအဆင်ပြေလာတာမျိုးကြုံပါမယ်နော်ကဲပညာရေးလေးအင်္ဂါသားသမီးလေးပညာရေးကတော့တပါးသူရဲ့လွမ်းမိုးချိတ်ကမိန်းကလေးတယောက်ရဲ့ချုပ်ကိုင်မှုကြောင့်ပညာရေးကတော့နှောင်လေးပါမယ်နော်ကိုမိန်းကလေးတယောက်ရဲ့ချုပ်ကိုင်မှုမိန်းကလေးတယောက်နဲ့သမီးသားဖြစ်နေတယ်ဆိုရင်တော့မှကိုယ်ပညာရေးတွေနှောင်လေးသွားတတ်ပါတယ်နော်မိန်းကလေးတယောက်ကြောင့်ပညာရေးတွေနှောင်လေးသွားတတ်ပါတယ်ကဲအခြေရေးလေးဆက်ကြည့်ကဲအခြေကတော့တယောက်နဲ့တယောက်ရန်ဖြစ်နေပါတယ်နော်အေးရောဆော့အခြေကတော့ကိုချီသူလူနဲ့ရန်ဖြစ်နေပါမယ်နော်ကိုချီသူလူနဲ့မတက်တယောက်နဲ့တယောက်မြင်တာနဲ့မတည့်တာမျိုးတွေဖြစ်လာနိုင်ပါတယ်နော်ကဲအင်္ဂါသားသမီးတွေအားလုံးပဲစင်ပြီးချောဝေးပါလေအားလုံးပဲကျေးဇူးပါကြည့်ပေးတဲ့အတွက်